ဗုဒ္ဓဘာသာမြတ်မာလူငယ်များတို့သည်ကိုယ်ဘာသာကိုယ်သာသနာရဲ့မှန်ကန်သောအခြေခံသဘောတရားအနိယသာများကိုလိလာမှတ်သားနှလုံးသားထဲမှာဆွေးမြေစွာအမြဲရှိရမှာလိမ္မာရင်ကြည်လူတော်လေးများဖြစ်အောင်ကြိုးစားပါကြည်သူကိုယူသည်ရွယ်သူစုလေးစားငယ်သူများကိုတနာကရုဏာမေတ္တာထားရမှာကိုယ်ဘာသာကိုမျက်နှိုးပါအမျိုးကုန်ဆောင်ရမှာထီရဝါဒဗုဒ္ဓသာသနာပြန်ပွားရေးအတွက်အစဉ်ကြိုးစားရမှာ